ခုကဒီမှာ easily start ဆိုတာကအခုပြောတဲ့Helen ပြောတဲ့ဒီဗီဒီယိုတွေကိုတခြားလေးကြည့်သွားမယ်စာတွေကဘယ်လိုလေးလဲပေါ့နော်ကိုကပထမချိန်နားရေမဟုတ်သေးဘူးဆိုရင်ဒုတိယချိန်မဟုတ်ရင်တတိယချိန်အဲ့ဒါကိုနားထောင်ပြီးသွားမယ်နော်အဲဆိုတဲ့ခါကျတော့အခုကအဲ့မှာရှိတဲ့ခဏကအကောင့်တွေလည်းဖွင့်ပြီးသွားပြီ Binance Picket ကို SharePoint base တွေမှာရောနောက်ထပ်ဒီခဏ Uniswap တို့ Panic Pro အဲ့ဥစ္စာတွေမှာရောပြောသွားတဲ့အကြောင်းအရာတွေမှာဒီ decentralize မှာရှိတဲ့ platform တစ်ခုရှိတယ်ကွာအဲ့မှာလည်းဖွင့်လို့ရတယ်ဒါပေမဲ့ဒီခါလေးတော့မြန်မာနိုင်ငံဘန်ထားရရှိပါတယ်အဲဆိုတော့ကိုကမြန်မာနိုင်ငံမှာဘန်ထားတဲ့အကောင့်တွေကိုကိုယ်တိုင်သိချလေးရှာပြီးတော့သေတနာလုပ်ပြီးတော့လဲရှာဖွေပြီးတော့လုပ်ထားတာကောင်းပါတယ်ဒါပေမဲ့ကိုတခုပဲသွားမယ်ဆိုလဲအဲ့ Binance ကိုလည်းတခြားလေးသွားပါဒါပေမဲ့ Binance ကစင်ကာပူမှာဖွင့်လို့မရပါဘူးတခြားနိုင်ငံတွေမှာတော့အသုံးပြုလို့ရပါတယ် US မှာက ban ချိုးတွေ ban ထားပြီးချိုးချ VPN နဲ့ကြော်ပြီးလုပ်ကြရရှိပါတယ်နော်အဲဆိုတဲ့ခါကျတော့အခုကဒီမှာကျ Mega Drop Airdrop Launchpool Explain ဆိုတာဒါလေးတွေကတော့ဒီ platform တွေပေါ့နော် platform ဆို application ကိုခေါ်တာပါအဲ့ Binance တို့အာ wallet တို့ပေါ့နော်နောက်တစ်ခုကတခြား Bitcoin တို့ကိုတခြားဥစ္စာတွေမှာတော့သူကအဲ့ပုံစံတိုင်းတွားကြပါတယ်သွားကြတဲ့ခါကျတော့သူကအဲ့ဥစ္စာတွေကိုဒီ Mega.airdrop launch pool လို့ဆိုတာကဘယ်လိုလဲဆိုတော့ပတ်သက်ထိုးထားလို့ရတယ်ပေါ့နော်ထိုးထားလို့တစ်လနှစ်လတစ်နှစ်အဲ့ဥစ္စာတွေထိုးထားလို့ရတယ်ကိုယ်တိုင် risk ခံနိုင်လားပေါ့နော်အဲ့အမောင်မှာထိုးထားတယ်ဆိုရင်အများကြီးထိုးတာတဲ့ကိုဆုံးရှုံးခံနိုင်တဲ့အမောင်ထိုးထားတာပိုကောင်းပါတယ်ဘာလို့ငွေကြေးအတက်ကျလွှဲသွားတဲ့ခါကျတော့ထိုးထားတာကအမြတ်ရပေမဲ့ကိုယ်ဘဏ်အကောင့်ထဲမှာဆုံးရှုံးသွားတဲ့ခါဆိုရင်တောက်ခံနိုင်တဲ့ဥစ္စာမျိုးအရာကိုရှိထားရင်တော့ပိုကောင်းပါတယ်နော်အဲဆိုတော့ Mika Draw ဆိုတာကကြတော့သူက Binance ကနေ Binance ပဲဖြစ်ဖြစ် Bigget ပဲဖြစ်ဖြစ်တခြား application တွေပဲဖြစ်ဖြစ်အဲ့ကဲကနေ platform တွေစီ promotion အစီအစဉ်တစ်ခုအဲ့ promotion အစီအစဉ်ကိုလူတွေကများလာတော့သူက token တွေကိုလက်ဆောင်အနေနဲ့ပေးတယ်အဲ့ token တွေကကိုယ့်အတွက်ဒါငွေဖြစ်လာ token တွေပေါ့နော်ဒါမှမဟုတ်နောက်တစ်ခုကအဲ့ပေးတဲ့ token တွေကဘယ်လို token တွေလဲဆိုရင်အခုမှ pre launch ပေါ့နော်အခုမှစတဲ့ market အစမှာအသုံးပြုတဲ့ဥစ္စာတွေဖြစ်ပါတယ်အဲဒါ market ဆာမှာအသုံးပြုတဲ့ဥစ္စာတွေဈေးကွက်ကမှစတဲ့အတွက်ကြောင့်သူတို့ကဒါ promotion ဆင်းနေဆိုတဲ့သဘောပေါ့နော်အဲ့သဘောပါပဲအဲဆို airdrop လည်းအဲ့တိုင်းပဲအဲ့ airdrop တွေကအဲ့လိုဝယ်လို့ရတယ်အခုဆို gain တွေခစ်စားလာတယ်ဒီ gain တွေဆိုတော့အပြင်နင် airdrop တွေလက်ဆောင်ရမယ်ပေါ့နော်အဲဆိုဒီ airdrop တွေကိုဒီ project ဘာလို့လဲ project အသစ်တွေကိုမြင့်တင်တဲ့နေရာမှာသူကအသုံးနေပေါ့နော်လက်ဆောင်အနေနဲ့ဘာလို့လဲသူတို့လည်းဒါစီဝိုင်းအစားပြည့်တဲ့အတွက်ဒါလက်ဆောင်အနေနဲ့သူ airdrop ဆိုပြီးတော့game တစ်ခုထွန်လိုက်တဲ့သဘောပေါ့နော်အဲ့ကမှာ airdrop တွေကဘယ်ကနေအဓိကရလဲ Telegram မှာအခုဆိုရင်ဒါအရင်တော့ဘောအခုတော့ချို့ C game တို့tipping game တို့ candy game တို့မလို့ပြောတာပေါ့နော်နောက်တစ်ခုကကျတော့ဟိုဂိမ်းတွေရှိကွာအဲ့ဂိမ်းတွေကနေ airdrop ပေးတာairdrop မှာခဏကဒီချို့မရှိလို့လေဟိုစားဗာလဲတွန် wallet ဆိုပေါ့နော်အဲ့လို gain တွေကနေတွန် wallet တွေချိန်တာရှိတယ် airdrop တွေရှိတယ်တွန် wallet က Telegram မှာတွန် wallet creation လုပ်တယ်ဆိုပြီး testing လုပ်လို့ရပါတယ်အဲ့မှာ verify ဖြစ်မဖြစ်ကိုတော့ဒါကိုယ့်ရဲ့ ID နဲ့တခြားလေးလုပ်ထားမယ်ဆိုရင် Binance ရှိတယ်ဆိုရင်အဲ့တွန် wallet လို့ချိန်လို့ရတယ် auto ချိန်လို့ရတယ်ညံ့နေပေါ့နော် OKH ရှိရဆိုအဲ့ဆိုတဲ့ခါကျတော့အဲ့မှာနောက် lunch pool ဆိုတာကကြတော့ဘယ်လိုလဲဆိုတဲ့ခါကျတော့ဒါကတော့စိတ်ချဆုံးပဲပတ်စံဆုံးရှုံးနေတယ်ဒါပေမဲ့သူတစ်လမှာတစ်ခါလေးနှစ်လတစ်ခါပေါ့နော်သူတို့စိတ်ကောင်းရှိတဲ့အချိန်အလှပေးတဲ့ဥစ္စာမျိုးပဲအဲ့ lunch pool မှာအဲ့ဒါလေးဟိုးထားလိုက်ဆိုရင်ဘယ်လိုမျိုးဆိုတော့Binance ကနေ BTC ဆိုတော့ Bitcoin နော် Bitcoin ကနေ BNB ဆိုတာရှိတယ်နောက်တစ်ခုကကြတော့အဲ့လိုဒီ lunch pool တွေမှာကြတော့သူတို့ဒီ market ကိုအသစ်စားတဲ့ဥစ္စာတွေမှာ FTT USDT ဆိုတာရှိ FTT ကတစ်ခုဒါ coin တစ်ခုအဲ့ဒါကို USD နဲ့ပေါင်းပြီးတော့အဲ့ဒါကိုဒါ crypto ဖြစ်သွားအဲ့ crypto ကနေမှသူ hold ထားဒေါ်လာ30 hold မဲ့ဆိုရင်ဘယ်လောက်လဲဒေါ်လာ100 hold မဲ့ဆိုရင်ဘယ်လောက်လဲဆိုတာကိုသူကတခြား coin တွေနဲ့ဟိုမှာအခုအသစ်စရဲပေါ့နော်ဒါ99ဆိုတာ N USDT ကိုလက်ဆောင်ပေးပါလေနောက် so you ဆို SY USDT ကိုလက်ဆောင်ပေးပါလေဆိုတော့ပြီးတော့ launch one အဲ့လိုလုပ်တာအဲ့ဆိုတော့အခါကျတော့ဒါမှမဟုတ်သူက BTC 9 BTCN BTCSY ပေါ့နော်အဲ့လိုဟာမျိုးတွေလက်ဆောင်ပေးပါတယ်ဆိုပြီးတော့အဲ့လိုလုပ်ကြတယ်ကုမ္ပဏီအသစ်တွေနဲ့ပေါင်းပြီးတော့ဒီ Binance ကအဲ့မှာတောင်းနေဆိုရင် Binance က BNB နဲ့ချိန်ပြီးတော့တုံးတာအဲ့တော့ BNB 9ဆိုရင် N ပေါ့နော် so you ဆိုရင် SY BNB SY အဲဥစားမျိုးတွေသူကအဓိကထားပြီးအဲ့လိုတုံးသွားတာပါအဲ့ဒါကို staking လုပ်တယ်အဲ့ဒါကိုလုပ်ပြီးတော့ project အသစ်တွေနဲ့ပေါ့နော်ရှာရတယ်ပေါ့နော်အဲဆိုတော့ခါကြတော့ဒီ Binance Land Pool တွေကိုအသုံးပြုပြီးတော့ဒါ project အသစ်တွေဒါတုံးကန်တွေကိုကိုရီးယားအဲ့လိုလုပ်ချင်အပြင်တစ်လနှစ်လသုံးလအဲ့မှာတုံးကန်တွေရတယ်အဲ့တုံးကန်တွေငွေကြေးဖြစ်လဲလို့ရတယ်ပေါ့
နော်ဒါပေမဲ့စအသစ်ဆိုတဲ့ခါကျတော့ကိုကငွေကြေးများများရှိလေစုနိုင်လေအကောင်းဆုံးပါပဲโอเคအဲ့ဆိုဘလို့ဒီ Binance Wallet မှာဘလို့တုံးငွေတွေဝယ်မလဲပေါ့နော်တုံးငွေတွေဝယ်မဆိုဒါအကောင့်ဖွင့်ပြီးသွားပြီနော်အကောင့်ဖွင့်ပြီးသွားပြီဖြစ်တဲ့အတွက်ဒီမှာကြည့်အဲ့ဆိုတော့လေးချစ်ကုန်โอเคကြီးလေးမြင်ရလားစခရင်ကြီးလားမြင်ရလားမြင်ရလားစခရင်မှုန်နေတဲ့မုံနေတာမြင်တော့မြင်ရပါတယ်မှုန်တော့မြင်ရလားကိုကြည့်လားကြည့်လားထပ်ကြည့်လိုက်လားထပ်ကြည့်ပြီးတော့တစ်ခုကိုပုံပြကြည့်လားတမီးဟမ်step 1တစ်ခုကိုပုံရင်နည်းနည်းကြီးပြီလားဟောအကုန်လုံးတစ်ပြိုင်တည်းဟောလောက်ထားလားတပြိုင်တည်းထည့်လို့တာတပြိုင်တည်းလေးကြည့်တာအဲ့ဆိုတော့ဒီမှာ step 1တခုရှိဒါအကောင့်ဖွင့်ပြီးသွားပြီအကောင့်ဝင် verify ဖြစ်ပြီးသွားပြီဖြစ်တဲ့အတွက်ကိုကဘယ်ကိုသွားမလဲဒီမှာ asset ကိုသွားလိုက်မယ်ဒီဖုန်းလေးမလားဖုန်းမှာ share ဆက်ဖွင့်ပြအဲ့ဆိုဒီမှာ asset ဆိုတာလေးပေါ်လာလိမ့်မယ် asset ဆိုနှိပ်လိုက်တာနဲ့ကိုကဒီမှာကြည့် asset ဆိုနှိပ်လိုက်တာနဲ့ဒီမှာက exchange ဆို step 2ရောက်သွားပြီနော်โอเคဒါ step 2ရောက်သွားဒီမှာဒီမှာတက်ရှိကလေးချတာငွေကြေးတွေကိုယ့်စီမှာဘယ်လောက်ရှိလဲအဲ့ဆိုတဲ့အခါကျကိုယ့်ရဲ့ငွေကြေးတွေကမှာ ETH ရှိရယ် BNB ရှိရယ်အဲ့ဆိုအဲ့ဝယ်ထားတာနော်ဝယ်ထားတာက तू ကဘယ်လိုဝယ်ရလဲဆိုရင် तू က USDT ဆိုတာရှိအဲ့ USDT ကိုယ့်လက်ထဲမှာရှိထားမှဘယ်လိုပြောမလဲဆိုတော့PNB အခုမြန်မာပြည်က KP ကနေ ဥစားဒီ USDT ကိုဝယ်ပြီးဒေါ်လာ4000ကျော်လောက်ရှိရဲ့အဲ့ဥစားတွေဝယ်ပြီးတော့ကိုအကောင့်ထဲမှာထားတာက USDT ဆိုတာလည်းဒီ ETH လိုမျိုးပဲဒါ crypto တစ်မျိုးပဲသူကဒေါ်လာအနေနဲ့ဒါ crypto ဖန်တီးထားတာပေါ့နော် okay အဲ့ဆိုတဲ့ခါကျဒီမှာ wallet ကိုသွားတဲ့ wallet ကိုသွားတဲ့ခါမှာဒီမှာက total balance ကဘယ်လောက်ရှိလဲဆိုတော့သိလို့ရတယ်ဘယ်လောက်ရှိလဲသိလို့ရလဲဆိုတော့market နော်အဲ့တော့ market ကိုသွားမယ် market ကိုသွားမယ်ဆိုတဲ့က market မှာဘယ်လိုဟာတွေရှိလဲပေါ့ရှာကြည့်လို့ရတယ်ဟိုဝယ်ချင်တဲ့ site ချင်းနဲ့ဥပမာဖြစ်ရင်ဒီမှာကြည့်SEQI ဆိုခဏကမပြောတဲ့နာမည်တွေပါအများကြီးမျိုးစုံရှိရနော်ဒီမှာပြထားတဲ့နာမည်တခုတွေမဟုတ်ဘူးနော်အဲ့ဆို PYTHIA ခဏ N9 အဲ့လိုဥပမာပြောဆိုအဲ့လိုနာမည်မျိုးစုံရှိတယ်အဲ့ဆိုတဲ့ခါကျ developer ရဲ့ဖန်တီးထားတဲ့ဖြစ်တဲ့အတွက် hot ဆိုတာလေးကိုရေးလိုက်တယ် hot ဆိုတာကအခုတလုံးမှာရောလောဆယ်မှာရောလူတွေဘယ်ဟာကိုအယောင်းဝယ်လုပ်နေလဲဆိုတာမျိုးလေးကိုသွားလို့ရတယ်အဲ့မှာ trend တွေ့လားMillennia တဲ့ Baron နဲ့ Parkway နဲ့ USA တဲ့ TikTok တဲ့တွေ့လားအဲ့လိုစားတွေနဲ့ကိုက hot ဆိုတာရှိပါတယ်အဲ့မှာကိုကြိုက်တာကဒီမှာပြ trend ပေါ့နော်ဥပမာနိုင်ငံခင်ကြီးက trend ကိုကြိုက်တဲ့သဘောကျတယ်ဆိုရင်ကိုက trend လေးကိုရွေးလိုက်မယ်ဟို trend လေးကိုရွေးလိုက်တော့ဒီလိုမျိုးလေးပေါ်လာ market တွေ့လားကြီးလေးမြင်လားချက်ပြီနိုင်အဲ့ဒါ trend တွေ့လားကြည့်လာပြီနော်ကြည့်လာနော်ဟုတ်တယ်နော်ဟုတ်လားဒီမှာဒီမှာသူတွေ့ရမှာနော်အဲ့ဆိုမှ market cap ဆိုတာရှိရတွေ့လားဟောချမ်းလောင်လားနိုင်market cap ဆိုတာရှိmarket cap ဆိုတာကဒီ market ရဲ့ capacity ဘယ်လောက်လဲliquidity ဆိုငွေဖြစ်လွယ်မှုနှုန်းထားအဲ့ဆိုတော့ဒါကိုဘယ်နှ million m ဆိုတာ million နော် market cap နောက်ကဒါက euro sign ခေါ်တာ euro 10.48 billion လို့ခေါ်တာနော် billion ကြီးရယ်နော်market ကအဲ့လောက်ထိလူတွေလောက်ကြတယ်ပြောဒီ liquidity ဆိုငွေဖြစ်လွယ်မှုနှုန်းထားက949.98 m ဆို million euro million တိရှိအမှဟိုဒါတွေကကင်ထားတဲ့သူတွေကလူဘယ်နှယောက်ရှိလဲဆိုရင်853.88k ထိရှိရလူနော်တိန်းနဲ့ချီပြီးတော့လူရှိရအဲ့ဆို FDP ဆိုတာဒါကဘယ်လောက်လဲဆို52.48 4 billion လို့ပြော sorry အဲ့ဆိုတဲ့အခါကျတော့ဒီမှာကmy balance မှာဘာမှမရှိထားဘူး front နဲ့0တယ်ဒီမှာ swap fee ကိုနှိပ်လိုက်မယ် swap fee ကိုနှိပ်လိုက်တဲ့အခါကျတော့ကိုယ့်စီမှာက S1 ရှိ S1 ဆို Solana ဆိုတဲ့ coin ရှိထားဥပမာပေါ့နော် Solana ဆိုတာလည်းဝယ်ရတယ် USDT to Solana ထိဝယ်လို့ရတယ်အဲ့ဆိုတဲ့အခါကျတော့ဒီမှာ trend က Solana 0.1မှာဆိုရင်ဒါ USDT ဘယ်လောက်လဲ23.9ဆိုတာရှိတယ်အဲ့တော့ trend ဈေးနှုန်းက0.1 Solana ရှိမှဆိုရင် trend ဈေးနှုန်းကဘယ်လောက်ထိလဲ1.35ခုခု1.8တဲ့အဲ့1.35ရှိတဲ့ကိုရတယ်လို့အဲ့ဆိုတော့အဲ့1.335ခွန်ရှိကဒေါ်လာဘယ်လောက်လဲ22.68ရှိပါတယ်အဲ့ဒါကိုဆွတ်လို့နှိပ်ပတ်သက်ရှိရဲဆိုရင်
ဆွဲလို့နှိပ်ပြီးတော့ကိုကအမှ confirm ဆွဲဆိုပြီး web3 wallet နဲ့ချိန်သွားပါတယ်အဲဆိုတော့ရှိတ်ပြီးတဲ့အခါကျတော့ဒီဥစ္စာကဒီ trend ကိုဝယ်လိုက်ပါတယ် you are trading your asset 7.18 less than they are worth it အဲဆိုတဲ့အခါကျတော့သူတို့တန်ဖိုးရှိရတဲ့ဒီဈေးလေးကနည်းနည်းရောနေပါနေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့မှာမှခဏက fee တွေပေးရတယ်ပြောမလား network fee တွေပေးရတာက SOL ဆိုတာ Solana ကိုခေါ်တာပါအတူကအဲ့ Solana က 0.0003 မှာဆိုရင်ဒေါ်လာဘယ်လောက်ပေးရလဲ0.071333ပေးရပါတယ်အဲ့လောက်ဆိုရင်အဲ့လောက်ပေးရတယ်အဲ့ဆိုတဲ့အခါကျ minimum receipt က trend ကဘယ်လောက်ရရှိရလဲ1.25113757အဲ့ဆိုပြီး confirm နှိပ်လိုက်ပါတယ်နော်အဲ့ပြီးတော့အဲ့ဆိုတော့ဒီမှာကဟောခဏကအဲ့ဟောတာဒါဝယ်လိုက်တယ်ဗျ how to buy the hot token on Binance Wallet မှာဘယ်လိုဝယ်လို့ရလဲတဲ့အဲ့ဆိုဒါပေမဲ့နံပါတ်1ကဝယ်လို့ရတာမရတာတဲ့ကိုကဒီထဲကိုငွေဖြည့်ဖို့လိုပါတယ်ငွေ to fund your wallet ဆိုငွေဖြည့်ဖို့လိုတဲ့အတွက်ဒီစနစ်တွေကိုဒီ Binance support ဒါမှမဟုတ် funding account ကနေမှ transfer လုပ်ဖို့အတွက်ငွေတွေဖြည့်ဖို့လိုတယ် wallet ထဲမှာငွေရှိမှဒါလုပ်လို့ရငွေမရှိဆိုလည်းဘာမှမဖြစ်ဘူးဒါကိုလေ့လာခြင်းလည်းဆိုလေ့လာဗျအဲ့ဆိုတာကဒီမှာငွေလက်ခံရရှိရ receipt token from Binance Exchange select the desire token အဲ့ဒါကိုဝယ်ခြင်းနဲ့ငွေကြေးကိုဒါဝယ်ခြင်းနဲ့ receipt ဝယ်ခြင်းနဲ့ဆိုတဲ့သဘောပဲပေါ့နော်အဲ့မှာမှ network ကိုရွေး wallet address ကိုရွေး withdraw amount confirm the order ဖြစ်ပါတယ်အဲ့ဒါဥမာပုံလေးနဲ့တော့ပြပေးထားပါတယ်အဲ့ဆိုတော့သွားကြည့်ကြရအောင်ပါအဲ့ဆိုသွားကြည့်ရအောင်ပါဆိုခဏက wallet မှာကိုယ့်ရဲ့ wallet ကိုရွေးရမှာနော်ဒီမှာ wallet ပုံလေးပြထားတွေ့နော်အဲ့ဆိုတော့မှ receipt ဆိုတာလက်ခံရ receipt token ဆိုတာဘယ်ကနေလက်ခံရမှာသူကနှစ်ခုရှိတယ် receipt token ပိုင်း address လည်းရှိတယ် receipt token ကို Binance Exchange ဘာလို့ Binance Exchange ကိုရွေးရလဲဆိုရင် exchange fee အဲ့လောက်မပေးရဘူး Binanceသူတို့မပေးရလဲရှိရသူတို့အနေချင်းမပေးရရှိဒီ buyer address ဆိုတာမျိုးကကြတော့ကောင်းလေးမကောင်းလေးမကောင်းဘူးပေါ့နော်အဲဆိုတော့ဒီကိုကဒီဥစ္စာတွေအခုအချိန်မှာတော့အခုကဒီ token ဖို့ Binance Exchange ကနေကြည့်လိုက်ရ Binance Exchange ကဒီမှာ0.8088မှာဆိုရင်ဒေါ်လာဘယ်လောက်ရှိလဲဒေါ်လာ950တစ်ချက်ရှိတယ်နော်အဲဆိုတော့အခါကျတော့ဒါရှိတယ်ဒီမှာအပေါ်မှာစာကြောင်းလေးဖတ်ကြည့်ပါ US Sport and Funding Account Asset on the Binance Wallet Spot Exchange ဒီဥစ္စာတွေကဘာရှိနေဘယ်မှာရှိနေလဲကိုယ့်ရဲ့ account ထဲမှာ BNB account ကဘယ်လောက်ထိရှိနေရလဲ 0.83 ရှိတယ် Move account ကဘယ်လောက်ရှိလဲ Ushare account ကဘယ်လောက်ရှိလဲ Pincoin ဆိုတာ Any 1000 get ဒီဥစ္စာတွေကိုယ့်ရဲ့ wallet ထဲမှာရှိနေပါတယ်ဆိုပေါ်ပြတာပါ BIO ဆိုတာရှိတယ်ပေါ့နော်အဲဆိုတော့အခါကျတော့အဲ့မှာမှကိုကဒီမှာ walletက1 2ရှိရနှစ်ခုချိန်လို့ရအဲ့ wallet 1 2ကအဲ့ဘိုင်းထဲမှာ create ဖန်တီးလို့ရအဲ့မှာ wallet 1နဲ့ချိန်ပါမယ်ဆိုပြီးတော့ကိုကအဲ့မှာရွေးပြီးတော့ confirm လုပ်လိုက်ပါတယ် confirm လုပ်လိုက်တဲ့ခါကျတော့အဲ့မှာ wallet နဲ့ချိန်မယ်ဆိုရင်ကိုကဒီ Binance Fee BNB ကဒါလောက်ပဲလက်ခံရရှိမှာဒါပေမဲ့ပေးလိုက်ရတဲ့ဒေါ်လာ$69ဖြစ်ပါတယ်အဲ့ဆို withdraw amount ကကြတော့0.1 BNB ဖြစ်တဲ့အတွက် network fee ပေးလိုက်ရမယ်ဆိုရင်0.0015 BNB ပေးရပါတယ်အဲ့ပေးရမှာ wallet ကဘယ်လိုချိန်လို့ရအဲ့ wallet ကဒီတိုင်းလွှဲလို့မရပါဘူး small wallet ဆိုတာရှိအဲ့ wallet နဲ့သွားထားသလားဘာနဲ့သွားထားသလားအဲ့ဆိုတော့အဲ့သွားထားတဲ့အခါမှာ address လည်းရေးကြည့်ရနော်ဒီမှာ address ဆိုတာအင်္ဂလိပ်စာလို့အဲ့အင်္ဂလိပ်စာက bank account အင်္ဂလိပ်စာဖြစ်ပါတယ်အဲ့ network fee ကကျတော့ BNB Smart Exchange BEP ဆိုတာ20ရှိပါတယ်အဲ့နှစ်ခုတွေကသူကရွေးချယ်မှု network မှာလည်းဘယ်လို transaction မျိုးနဲ့ရွေးချယ်မှာလဲဥပမာဖြစ် BNB Solana ဆိုခဏက Solana ဆိုတာကနေအောင်ကြီးစွမ်းရင်ကိုအဓိကခေါ်တာပါအဲ့ဟာတွေတော့ဖတ်လို့ရတယ်ခဏစာဖတ်လို့ရဆိုရင် dot coin ဆိုဘယ်လိုပုံစံမျိုးလဲဆိုအသေးလေးဖတ်လို့ရတယ်လို့မျိုးကိုခဏက coin base မှာတော့ဖတ်လို့ရပါတယ်နော်အဲ့ဒါကိုကဘယ်လိုပေးမလဲဆို BNB Smart Exchange နဲ့ပေးမယ်ဆို transaction fee တက်တာလို့ဒါကိုအသုံးပြုတာပါနော် address ကဒီမှာ withdraw amount ကဘယ်လောက် network fee ကတော့withdraw amount က 0.1 ဆိုရင် network plus 1မှာ0.10015ဖြစ်သွားပါတယ်နော် BNB ပို့ပေးရတာပါဘာလို့ network fee ပေးရလို့ဘာလို့ 0.1 လို့အဲ့မှာ confirm လုပ်ပါတယ် okay အဲ့ဆိုတော့ confirm လုပ်ပြီးသွားပြီဆိုတဲ့အခါကျတော့ how to send and receiveမှာ token on Binance Wallet ကိုဘယ်လိုလက်ခံရရှိမလဲဆိုတာလေးပြောပါတယ် to receive token from your Binance Exchange account ကဒီမှာဆိုရင်
ဒါကိုယ့်ရဲ့ငွေကြေးကဒီလောက်ရှိအဲ့ဆို receipt ကိုနှိပ်လိုက်ပါကိုယ့်ရဲ့ wallet ထဲမှာပါအဲ့ဆိုတော့အခါကျတော့ receipt ကိုနှိပ်ပြီးတဲ့အခါကျတော့ကိုကဒီလိုမျိုးလေးပေါ်လာတာ receipt လေးကိုနှိပ်ပြီးတဲ့အခါကျတော့ဒီဘက်မှာကအဲ့မှာဒီတစင်လေးကိုထပ်နှိပ်မှာ receipt အဲ့လိုမျိုးလေးပေါ်လာဒီလိုမျိုးလေးပေါ်လာနှစ်ခုလုံးပေါ်လာကိစ္စမရှိပါဘူးเนาะအဲ့မှာတုံကန်တွေကဘေးတုံကန်နဲ့လက်ခံရရှိမလဲဆိုတော့ကိုကရွေးချယ်လို့ရတယ်เนาะအဲ့ပြီးတဲ့ခါကျတော့အဲ့မှာ receipt ဆိုရင် file နဲ့ exchange ရတယ်လက်ခံရရှိပါတယ်ဆိုပြီးတော့နှိပ်လိုက်ပါနှိပ်လိုက်တဲ့ခါကျတော့ဘာလို့လဲဒီအောက်မှာစာတန်းနေအဖင်ပြန်ကောင်းပြန်ရေးထားတယ်ဟိုအသွားပြန်ရေးထားရပေါ့နော်အဲ့မှာအဲ့ဒါလေးကိုနှိပ်လိုက်တယ်နှိပ်လိုက်ပြီးတဲ့ခါကျတော့နှိပ်လိုက်ပြီးတော့ခါကျခဏလေးတော့ဒီမှာဖုန်းလာတယ်โอเคအဲ့ဆိုတော့ဒီမှာ select တုံးကင်ကိုရွေးကြမယ်ဆိုတဲ့အခါကျတော့ select တုံးကင်ကဘာတုံးကင်ကိုကြိုက်နေတက်လေအဲ့မှာစိမ့်အောင်လေးတွေ့ရမယ် water လေးပြတ်ထားမယ်ဒါ USDT ကိုပြောတယ်ကွာအဲ့ဆို Spending wallet ကအမှ US Sport and Funding wallet on the Binance wallet supported chain နဲ့အဲ့ဆိုတော့ဒီ Sporting wallet ကကြတော့ဒီ Binance မှာဆိုရင်ဒါလေးကိုရွေးမယ်ပေါ့နော်အဲ့မှာကိုကခဏကချိန်ထားတယ်ဘာကိုချိန်ထားလဲခဏပြထားခဲ့เนาะ transaction fee မှာ BNB Smart Exchange BEP20 အဲ့မှာဆိုရင် fee ကမပေးရဘူးเนาะမပေးရဘူးဒီမှာက minimum withdraw မှာဆို10 USDT ကိုအနည်းဆုံးထိုးရပါမယ် arrival time က10 minute ပဲကြာပါတယ်တကယ်လို့မှကိုစီမှာ Binance မဟုတ်ဘူး BNB မဟုတ်ဘူး AVAC exchange fee ရှိတယ်ဆိုရင်ကို fee ကတော့0.11ပတ်ဆက်ကိုပေးရပါမယ် minimum ကတော့အနည်းဆုံး0.22 USDT လို့ရပါမယ် arrival time ကတော့ကြာချိန်ကတော့2 minute ပါနောက်တစ်ခုက arbitrum 1ပေါ့နော် arbitrum 1က fee ဘယ်လောက်ပေးရလဲ0.16အနီတူဟာကျိုးစာကြီးနဲ့ဖုန်းခဏလက်ကြီးနဲ့သွားထိနေမထိနဲ့နော်အဲ့တော့ဒီမှာက sell လို့ဆို fee ဘယ်လောက်ပေးရလဲ Ethereum ဆို Ethereum ခဏ Ethereum ဆိုဟောတာ trend နဲ့ပတ်သက်ပြီးဟောတဲ့အတွက် fee ကတအားများတွေ့လား6 USDT နာမည်ကြီးတဲ့ခါကျတော့အဲ့ဆိုတဲ့ခါကျတော့အဲ့ကြောင့်ဒါကိုမသုံးမဲနဲ့ဘာလို့လဲ BNB Smart Exchange BEP ကိုသုံးပါတယ်နော်ခဏ transaction လုပ်တဲ့အခါမှာ okay အဲ့လိုလုပ်ပြီးတဲ့အခါမှာကိုက container ကိုနှိပ်လိုက်ပါမယ်နော်နှိပ်လိုက်ပြီးတဲ့အခါကျတော့ကိုက enter the transfer amount ကိုကြိုက်ချင်တဲ့ကိုဆွဲချင်တဲ့ငွေကြေးအမှောက်ကိုဒီမှာရိုက်လိုက်ပါမယ်။ Number USD ရဲ့ network fee တဲ့ခဏ network fee ဘယ်လောက်လဲဆိုတာတွေ့ရမယ်။ Final amount you can receive select whether you want to use your spot and funding wallet ပေါ့နော်။အဲ့ဆိုတဲ့အခါကျတော့ဒီမှာ minimum ကိုဘယ်လောက်လိုချင်လဲ။အဲ့ဆို available ဆိုတာကကိုယ့်ရဲ့ဒီ wallet ထဲမှာရှိတဲ့နံပါတ်ကို तू ကဖော်ပြတာပါ။အဲ့ဆိုတဲ့အခါကျတော့ဒီနံပါတ်ကိုဖော်ပြတာပါ။နံပါတ်ကိုဖော်ပြတဲ့အတွက်ဒါ delete လုပ်လိုက်โอเคဟုတ်ကဲ့ထားလိုက်ပါတော့အဲဆိုတဲ့ခါကျတော့ဒီ minimum မှာ amount ဘယ်လောက်လဲတစ်ချက်ဆိုတစ်ချက်နဲ့ချက်ဆိုနဲ့ချက်30ကိုယ့်ရဲ့အဲ့နဲ့ network fee ကဘယ်လောက်လဲ तू က total တွက်ပေးသွားမင်းကဘယ်လောက်ရမလဲဆိုတာ तू က amount တစ်ခါတည်းမှာ withdraw နှိပ်လိုက်ပါမယ်နော်အဲ့ပြီးတော့ခါကျတော့ဒီမှာ2 cent token ကအဲ့မှာခဏ exchange ပေါ့နော်ဘိုင်းနဲ့ exchange မှာက तू ကဒီမှာ exchange ကိုတဲ့ဒီမှာ sunset screen ကိုလွှဲလိုက်ပါမယ်ဘာလို့ငွေလွှဲမှာဖြစ်တဲ့အတွက်အဲဆို sun ကိုနှိပ်လိုက်မယ်အဲ့တိုင်းပဲ sun ကိုနှိပ်လိုက်ပြီးတော့ကိုလွှဲခြင်းတဲ့ဥစ္စာကိုသွားပါမယ်အဲဆိုဒီ select token နဲ့ enter တဲ့အဲ့မှာက amount ကြိုက်တဲ့ဥစ္စာရွေးပါအဲ့မှာမှ Binance ကဘာကိုလဲမလဲတုံငင်ကြိုက်တဲ့တုံငင်ရွေး enter amount ရွေး Binance deposit address ကိုရွေးနော်အဲဆိုတဲ့ခါကျတော့ဒီမှာက Bitcoin ကိုဒါလွှဲမယ်ပေါ့နော်ဒီ amount ကဒေါ်လာဘယ်လောက်လွှဲရမလဲ$21လွှဲရပါမယ်ဒီကောက် Binance deposit address ဆိုပြီးတော့ရွေးပါမယ်အမှမ continue ကိုလုပ်ပါမယ်နော်အဲဆိုတဲ့ခါကျတော့ဒီမှာက confirm the transfer amount gas fee နော် transfer amount ရေးလိုက်တာလေကို gas fee ပါတခါရေးပေးရမှာပေါ့နော်ဟိုက22လွှဲပြီးတော့22ပဲလွှဲလို့မရဘူးနော်ဘာလို့လဲဆိုတော့မှ gas fee ပါလို့ပါ gas fee ပြည့်တဲ့အတွက်အဲဆိုတော့22ဆိုရင်24အဲ့လိုနှစ်ချက်ပို့လို့ရ25အဲ့လိုဟာမျိုးရှိတယ်အဲဆိုတဲ့ခါကျတော့ဒီမှာက network fee ကဘယ်လောက်လဲမှာ network fee ကသူတို့ကောက်တယ်ဘာသူတို့ကအဲ့ဒါသူတို့အတွက်ငွေကြေးပဲပေါ့နော်0.05
နော်အဲ့ဒါယူတယ်အဲ့မှာ wallet 1နဲ့လွှဲပါမယ်အဲ့မှာ confirm နေလိုက်ပါတယ် confirm နေလိုက်ပြီးတဲ့ခါကျတော့ဘယ်လိုမျိုးဆက်သွားလို့ရပါမလဲဆိုတဲ့ခါကျတော့ how to send the token from Binance wallet အဲ့ Binance wallet ကနေ home screen ပေါ့နော်ဒီ Binance home screen နဲ့ကနေ alternatively tap on the crypto token on your asset နော်တန်တယ် so အဲ့ဆိုတဲ့ခါကျတော့ဒီမှာကဒီ Binance wallet ကနေဒါငွေလဲရမယ်ဆိုရင်ဆန့်ငွေရေးလိုက်ပါမယ်ဆန့်ငွေရေးလိုက်ပြီးဒီမှာ token တွေဒီလိုရှိပါတယ်နော်အဲ့ဒါလေးတော့ဒါတော့ you နောက်ပိုင်းလို့တက်သွားရင်တော့ကျွမ်းသွားမှာပါလေ့ကျင့်တယ်လို့ပါတယ်အဲ့မှာမိမိကြိုက်နေတဲ့ရ USDT ခဏက USDT ခဏပြောနေဒီမှာပုံပွားလာပြီနော်အဲ့လိုမျိုးလေးရှိပါတယ်တေသာလို့ခေါ်တဲ့ USDT ကအမြဲတမ်းကင်ထားလို့ရတယ်ငွေကြေးကတော့မပြောင်းမလဲပဲရှိနေပါတယ်နော်အဲ့ဆိုတော့ဒီမှာက fraud tap တွေ့လာပြန်ပြီး Series BNB ဆိုတာ BNB နဲ့ company partner လို့ခေါ်တယ်ပေါ့နော် OP ရဲ့ BTCB ဆိုတာကကြတော့ဒီ Binance နဲ့ချိတ်ထားတဲ့ B company ပေါ့နော် ETH Ethereum BNB ဆိုတာ BNB ရဲ့ chain native token BBTC ပေါ့နော်ဒါโอเคအဲ့ဆိုတဲ့ခါကျတော့ခဏကကိုကလုပ်မယ်ဆိုတဲ့ဟာမှာကိုကဒီမှာ USDT နဲ့ဒီမှာ USDT ကကိုရဲ့ဥစ္စာ wallet 1ထဲမှာဒီလောက်ရှိရ wallet 2ထဲမှာ3ရှိရ9ရဲ့ဥစ္စာကိုပဲကိုကလုပ်မှာဆိုတော့9အမှ confirm ရွေးပြီးတဲ့ခါကျတော့အဲ့မှာ under the same amount ဆိုကိုလိုချင်တဲ့ amount ကိုရေးလိုက်ပါနှစ်ခုပြောမှဆိုရင်ဒေါ်လာဘယ်လောက်လဲဆိုတော့ 1.99 အမှ transaction amount ဒီ address ကိုရွေးပြီးတဲ့ခါကျတော့အဲဆိုတဲ့ခါကျတော့ဒီမှာကဟုတ်လားဒီလိုမျိုးဘာလို့အနီအောင်ပေါ်နေလဲဆိုရင်transaction တွေကမှားနေလို့တဲ့ဒီ recipient ဒီတက်တက်ကတဲ့ avoid any transaction with them အဲ့ဒါဘာလို့လဲဆိုစာပြန်ဖတ်မယ်ဒါကဒီမှာကြည့်အဲ့ဆိုတော့ high risk for scan တွေလေးဖြစ်နိုင်တယ်ပြီးတော့ warning message တွေဖြစ်တယ် warning message ဆိုအနီအောင်တွေပေါ်လာတာပေါ့နော်အဲ့အချိန်မှာ cancel လုပ်လိုက်ပါတဲ့ transfer ကိုတဲ့ဒါမှမဟုတ်ဘူးဆိုရင် continue လို့ရင်ရှေ့ကိုဆက်သွားမယ်ဆိုရင် continue လို့ပါတဲ့အဲ့လို transfer လုပ်မယ်ဆိုရင်ငါတဲ့ဒါကတဲ့မင်းရဲ့ငွေကြေးဟာဆုံးရှုံးသွားနိုင်ပါတယ်ပြန်မရနိုင်ပါဘူးတဲ့မှားသွားရင်အဲ့ဒါသတိထားပြီးတော့ဟိုကိုကဒီ IP address တွေ address ပေါ့ wallet address တွေကိုသတိထားပြီးလွှဲဖို့လိုပါတယ်တဲ့အဲ့ဆိုဒီမှာကြီး confirm တဲ့တိကျသွားပြီးမှန်ပြီဆို confirm the transfer and get fee အဲ့ဆိုဒီတေးအမှာကမနေ့ခင်မှာတိကျလေးစစ်တာထက်တစ်ခါပြောပါတယ်အဲ့ဆိုတဲ့ခါကျတော့လက်နဲ့မထိနဲ့နော်ဒီတိုင်းလေးပဲကြည့်ပါ single transaction မှာဆိုရင် sign transaction မှာဆိုရင်ခဏ key list ကိုဘာနဲ့ပေးရလဲ BNB exchange နဲ့ကြည့်လိုက်ပါ BNB exchange လေးကဘယ်လောက်လဲအဲ့မှာကဘယ်လောက်ပို့မှာလဲ9 USDT ကိုတွဲမှာအဲ့ဆို9 USDT ကဘယ်လောက်ရှိရလဲသူတို့ရဲ့ဥစ္စာကဆိုတဲ့ခါကျတော့49999ဒီလောက်ရှိပါတယ်ဘသူ့ကိုလွှဲမှာလဲဒီမှာဒီဥစ္စာနံပါတ်ကအရင်အရေးကြီးရပေါ့နော်လွှဲမဲ့သူဥစ္စာကိုမှတ်မအောင်မှတ်အောင်တခြားလေးစောင့်ကြည့်ဖို့လိုရတယ်လည်းနဲ့ကောင်ထိဆိုတဲ့ခါကျတော့အဲ့မှာ guest account က gas fee ရတယ် network fee ပေးရတယ်ပေါ့နော်အဲ့ 0.01 ပေးရအဲ့မှာ confirm လုပ်ပါမယ်အဲ့ဆိုတော့ခါကြတော့ဒီမှာကအဲ့လိုလုပ်ပြီးတဲ့ချိန်မှာကမပြီးသေးဘူးเนาะအဲ့ဆိုဘာတွေမပြီးသေးရလဲအဲ့ဆိုတော့ခါကြတော့ verify the transfer စိတ်ရှည်ရပဲ iPhone ကိုအသုံးပြရဆို iPhone ဘာနဲ့မှမသုံးဘူးပြီးရ transaction ပြီးမှပဲတခြားဖုန်းကိုအသုံးပြပါဘောဒီမှာ receipt ခဏကအယောင်ပြီးသွားပြီဖြစ်တဲ့အတွက်အခုကအဝယ်ကိုလာပြပါမယ်အဝယ်ကိုလာပြတဲ့ခါကျတော့ဒါ receipt ပေါ့နော်လက်ခံရရှိမယ်ခဏပုံမှန်တိုင်းပဲဒါရိုးရှင်းဖြစ်သွားပြီခဏကအယောင်ပဲဒီမှာကလက်ခံရရှိတာဖြစ်ပါတယ်ထက်ကပြနေတာကမမရအောင်လို့ပါအဲ့ဆို receipt ကဘာကိုပြမယ်လဲဆိုတဲ့ခါကျတော့အခုဆက်သွားပါမယ်အဲ့တော့ address ကိုမှန်ဖို့လိုတယ်ပေါ့နော်အဲ့ address ကိုမှန်ဖို့လိုတဲ့ခါကျတော့အဲ့ဆိုတဲ့ခါကျတော့ဒီမှာ address လိပ်စာတွေအများကြီးရှိပါတယ် tap the copy coin ဒီ copy coin ကို address copy ကူးလိုက်တာနဲ့အကုန်ပြည့်စုံပါတာတစ်ချက်ပြန်စစ်ပါအဲ့ဆိုတော့ share to with your sender နေပေးပို့လိုက်တဲ့ဥစ္စာကိုငွေလက်ခံရရှိဖို့အတွက်အဲ့ပေးပို့သူရဲ့ address တွေကိုပြေဝမှန်ကန်ဆိုတာဖြည့်ရပါမယ်အဲ့ဆိုဒီ take note အဲ့ဒါကို copy ကူးပြီးတော့ note ထဲမှာတင်ထားမယ်ဆိုရင်တော့ပိုကောင်းတာပေါ့နော်အဲ့ဆိုတော့ဆုံးရှုံးမှုကိုကာကွယ်ပေးနိုင်ပါတယ်โอเคနော်ပြီးတော့
အဲ့တော့ပြီးတယ်အဲ့လို transition လုပ်တဲ့ခါမှာမြန်မာငွေကြေးအနေနဲ့ဘာလို့ရလဲ P2P နဲ့ကိုကစလုပ်လို့ရတယ်။အဲ့တော့ P2P ကမြန်မာထိုင်းနေမှာလည်းရှိတယ်ပေါ့နော်။အဲ့ဆိုတော့သုံးရတယ်။ဘယ်လိုသုံးလို့ရလဲအဲ့တော့ P2P ဆိုတာမျိုးကိုက screen ကိုဒါတင်ထားလိုက်မယ်။တင်ထားလိုက်ပြီးတော့ P2P ရဲ့ wallet ကိုသုံးပြရပေါ့နော်။ P2P ကဘယ်ထဲမှာကြီးလဲ Binance နဲ့မှာရှိပါတယ်။မနော် Bigot ထဲမှာလည်းရှိတယ်။ Java application မှာလည်းရှိတယ်။နော်အဲ့ဆိုတဲ့ခါကျဒီမှာကြီး THP ဆိုတာကို MMK ဆိုတာလေးပေါ်လာလိမ့်မယ်။နော် MMK ပေါ်လာတာကိုကဘယ်လိုသိနိုင်လဲဆိုရင်ဒီမှာကြည့် PHP to Thai ထိုင်းနိုင်ငံမှာရောက်နေတဲ့အတွက် Thai UAE ဆို UAE US ဆို US ပေါ့နော်အဲ့ဆိုရတယ်မှာ confirm လို့ P2P ဆိုတွေ့လားမလူ2ယောက်လေအောက်က section လေးမှာ add to shortcut key ဆို P2P ဆိုလည်းတွေ့တယ်အဲ့မှာ confirm လို့လိုက်အဲ့ဆို P2P ဆိုပြောင်းသွားပြီအဲ့မှာငွေကြေး currency ကဘယ်လောက်လဲ MMK ဆိုတာမြန်မာကျပ်ကိုပြောတာပါ THP ဆို Thailand ကိုပြောတာပါအဲ့ပြီးတော့ကို AED တွေ့ရမှာ AED ဆို AED အဲ့ဆိုတော့ကကြတော့ကိုတဘောတန်းနဲ့တက်တဲ့ငွေပေးချေမှုဥစ္စာလုပ်လိုက်ပါအဲ့ဆို PTP က okay MMK ကိုသိချင်တယ် MMK ကိုသိချင်တဲ့က MMK ကိုနှိပ်လိုက်ပါမယ်နော်အဲ့ဆို MMK ကိုနှိပ်လိုက်တဲ့အခါကျတော့ဒါ buy ဒါဒီလိုဥစ္စာလေးပေါ်လာတယ်တွေ့လားအဲ့တော့ buy နဲ့ sell ဆိုတဲ့ခုရှိရနော်အဖြူနဲ့အမေအဲ့မှာ buy နဲ့ sell buy မှာပေါ်လာတာ$1မှာဝယ်သေးနှုန်းကဘယ်လောက်လဲ4434ကျပ်ပါ